မပြေးရတာတပတ်ရှိပြီဆိုတော့အချိန်တွေကပူကြနေတယ်လို့ပဲတိုကျိုမာရသွန်မပြေးရတဲ့စိတ်ကတော်တော်လေးအဆင်မပြေဘူးဒီနေ့ထဲမှာပြိုင်ပွဲတွေအများကြီးရှိပြီးကိုကလည်းတပွဲမှမပြိုင်ရဘူးဆိုတော့နေရတာနည်းနည်းပိုခက်တယ်ရှိတစ်ပတ်ကျော်ကနာသွားတဲ့ injury ကိုပြီးခဲ့တဲ့ရက်က physical ဆေးကန်းတော့ပြတော့အရင်တစ်ခေါက်လိုပဲ muscle strain ဖြစ်တယ်လို့ပဲပြောတယ်ရေခဲကတ်တယ် ultrasound treatment လုပ်တယ် laser treatment လုပ်တယ်ပြီးတော့ muscle release လုပ်တယ် hamstring ကိုထိခိုက်စေမဲ့ဘာ exercise မှမလုပ်ခိုင်းဘူးကျွန်တော်နားခိုင်းတယ်မနေ့ရက်ထားတဲ့ချိန်နဲ့လမ်းလျှောက်တဲ့ချိန်ဆိုလို့ရှိရင် injury နေရာလေးတွေကနည်းနည်းတစ်မျိုးတော့ဖြစ်တယ်ထိုင်းနာကြာရင်ဘယ်လိုဖြစ်လဲတော့မသိသေးဘူးအဲ့လိုစမ်းကြည့်နေတော့မယ် runner တယောက်အတွက်နားဖို့ဆိုတာတော်တော်ခက်တာပဲအပြေးကကျွန်တော်အတွက်လို့ exercise တစ်ခုပဲမဟုတ်တော့ဘူး stress တွေရောစေတယ်နောက်ပြီးတော့နေ့စဉ်လုံးနေကြအလေးချင်းတစ်ခုလည်းဖြစ်နေပြီမပြေးရတော့အချိန်တွေပိုကြသလိုပဲနေ့တိုင်းလုံးနေတဲ့အရာတစ်ခုပျောက်သွားတယ်လို့ခံစားရတယ်အမှန်တိုင်းပြောရင်ပြေးကျင်တယ်သူများတွေပြေးနေရ social media မှာမြင်ရလို့ရှိရင်ကိုယ်လည်းပြေးကျင်တယ်ဒါပေမဲ့ဒီတစ်ခါတော့အလင်းစလိုလုံးလုံးမဖြစ်ဘူးဆိုတာတော့ကျွန်တော်သိတယ်ရှေ့တစ်ခေါက်ဖြစ်တော့ကချင်းမိုင်မာရသွန်ကိုပြေးကျင်လုံးတာအဲ့လိုအနာကနေရက်နဲ့ကျွန်တော်ပြေးခဲ့တာဒီခါတော့မတူတေချာစဉ်းစားပြီးတော့ခဏနာဖို့ဆုံးဖြတ်ထားတာဒီထက်ပိုကောင်းတဲ့စံချိန်တွေလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီချိန်တွေကိုကြော်လိုက်လို့မရဘူးဆိုတာလည်းသိနေတယ်လိုချင်တဲ့စံချိန်တစ်ခုအတွက်အခြေခံအောင်ပြန်လုပ်မှရမယ် injury ရှိနေရင်ဘာမှလုပ်လို့မရဘူးနာနေရက်နဲ့ဆက်ပြေးရင်လည်းရေရှည်မှာအဆင်ပြေမှာမဟုတ်ဘူးအဲ့ဒီတော့အခုမပြေးနိုင်သေးပေမဲ့ upper body strength training လုပ်မယ် recovery ကိုတေချာလုပ်မယ်နောက်ထပ်2ပတ်လောက်တော့စောင့်ကြည့်လိုက်အောင်မယ်အရင်ကတော့ပြေးဖို့ကြိုးစားခဲ့တာပေါ့ဗျာအခုတော့မပြေးဘဲနေနိုင်ဖို့ကြိုးစားအောင်မယ်